မိတ်ကပ်လေးနဲ့ခါမှာအရေးကြီးဆုံးကမျက်ခုံမွေဆွဲတာပဲဒီဗီဒီယိုလေးမှာခွန်ညိုကမျက်ခုံမွေရိတ်တာနဲ့ဘလို့ပုံကြအောင်ဆွဲမလဲဆိုတာကိုပြသွားမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ခွန်ညိုတို့ဒီမျက်ခုံမွေဆွဲတဲ့လေးကိုချုံမယ်ပေါ့နော်ခွန်ညိုဒီမှာသုံးပြတဲ့ခဲတံတွေကဈေးသက်တာတယ်ရိုးကျိုးဆွဲမျက်ခုံမွေဆွဲတဲ့ဟာလေးပေါ့နော်ဒါလေးကိုဟိုဖက်ဒီဖက်နှစ်ဖက်ချုံအောင်ဆွဲလိုက်ပြီးအလယ်လေးမှာစုသွားအောင်ပုံစံမျိုးလေးဖော်လိုက်မယ်ပထမဆုံးအနေနဲ့ဒါမျက်ခုံမွေဆွဲမှာမဟုတ်သေးဘူးအရင်ရိတ်ဖို့အတွက်အရာပေးမှာဖြစ်ပါတယ်အရာပေးတဲ့အခါမှာကိုကဘလောက်အပြားလောက်လိုချင်လဲဆိုတာကိုအရင်ကိုအောက်လိုင်းလေးအရင်ထားမယ်ပေါ့နော်။ကွန်ညူဆိုရင်ဒီလောက်လေးအနေထားလေးယူမယ်ဒီလိုဆိုတော့ကိုလိုချင်တဲ့ဒီပုံစံလေးကိုအရင်ချိန်ပြီးတော့အပြင်အခွန်လေးလောက်ပဲပေါ့နော်ဒီဟာလေးကိုအရင်ကတ်လိုက်မယ်ပြီးွားရင်လက်တစ်ဖက်ကနေပြီးတော့အသားလေးကိုဆွဲတင်ပြီးတော့နောက်ထပ်လက်တစ်ဖက်ကဒါလေးကိုကင်ပြီးရိတ်ပါမယ်ရိတ်တဲ့နေရာမှာခင်ဗျားတို့ break down ပဲနှစ်ချမ်းခွဲပြီးချိုးပြီးတော့ရိတ်လေရတယ်လို့ဒီလိုမျိုးမဲ့ခုံမွေးရိတ်တဲ့ဓာတ်ကိုလည်းသုံးလို့ရတယ်ပေါ့နော်ဒီဘက်အနောက်ဘက်ဒီရိတ်တဲ့အခါမှာဆိုရင်တော့ကိုကဓာတ်ကိုဒေါင်လိုက်ပုံစံနဲ့အဲ့လိုမျိုးလေးရိတ်သွားမယ်ဒီအရှိဖက်အောက်ဘက်ဆိုရင်လည်းပဲဒီကိုရဲ့ဒီအသားလေးကိုအပေါ်ဆွဲတင်ပြီးရိတ်မယ်ပေါ့နော်ဒီလိုဆိုရင်ရိတ်ရတာပိုကောင်းတယ်မဟုတ်ရင်အသားလေးတွတ်တွတ်လေးနဲ့ပြတ်တက်တယ်ရှာတက်တယ်ပေါ့နော်ဒီလိုမျိုးလုပ်ပြီးသွားပြီဆိုရင်တော့ခင်ဗျားတို့စပြီးတော့ပုံလေးစဆွဲပါမယ်ဆွဲတဲ့အခါမှာခုနအတိုင်းပဲအောက်လိုင်းလေးကိုအရင်ချဲပါမယ်။ခွန်ကြီးတို့ခုခေတ်မျက်ခုံမွေးဆွဲတဲ့ဒီပုံစံလေးတွေကကြတော့အရင်ခက်တွေနဲ့မတူတော့ဘူး။တဘောဆဆန်လေးဆွဲတာဖြစ်တဲ့အတွက်ကြောင့်အပေါ်အောက်လိုင်းလေးကိုပဲအရာလေးတွေလိုက်ပေးပြီးတော့ခဲတံချက်လိုမျိုးရှောက်မချက်ပဲခုနချွန်ထားတဲ့ဒီအပြားလေးအတိုင်းဖြည်းဖြည်းချင်းစီလိုက်ဖြစ်သွားမယ်။အရှိဘက်ကိုကြတော့ဒီလိုမျိုးထောင်ထောင်ပြီးတော့ဆွဲသွားပါမယ်။ထောင်မဆွဲဘဲနဲ့ဘေးတိုင်လေးဆွဲမယ်ဆိုရင်တော့ဒီအခဲတံချက်ထားသလိုမျိုးပေါ့နော်မြော့ဖက်ကြီးကတ်နေလို့ဖြစ်သွားမှာဆိုလို့ပါပြီးရင်တော့အနောက်ဘက်လေးကိုပပလေးလိုက်ပြီးရှိန်တင်လေးထည့်လိုက်မယ်အရှိဘက်ကိုကျတော့ထောင်ပြီးတော့အဲ့လိုမျိုးလေးဖြည့်သွားပါမယ်ဒီလိုမျိုးနည်းနဲ့ခွန်ညိုတို့ကမျက်ခုံလေးကတဘောဆဆန်နဲ့ဆွဲထားတဲ့ပုံမျိုးမဖြစ်တော့ဘူးပေါ့နော်ပြီးရင်တော့ eyebrow gel လေးလိုပါတယ်ဒီနေရာမှာခွန်ညိုတို့ clear gel ရှိသလိုခွန်ညိုလိုမျိုး mascara နဲ့တူတဲ့ gel လေးလည်းရှိပါတယ်mascara နဲ့ထူတဲ့ gel လေးကကြတော့ပို့ပြီးတော့မျက်ခုံမွေးကိုအယောင်တင်းစီတာပေါ့နော်။အညာပြီးသွားရင်တော့ဒီလိုမျိုးလိုက်ပြီးတော့တက်ပေးလိုက်ပါမယ်။အချို့မျက်ခုံရှည်တဲ့သူတွေကကြတော့ထူတဲ့သူတွေကကြတော့ဒီဘေး outline လေးထည့်ပြီးတော့ဒီလိုမျိုး brown mascara လေးတုံးလိုက်တာနဲ့ perfect brown လေးရနိုင်တယ်ပေါ့နော်။ဒီလိုမျိုးကိုဖြည့်ချင်တာတွေဖြည့်သွားပြီးမျက်ခုံလေးကဒီတင်းမိအေးလေးဖြစ်သွားပြီဆိုရင်တော့ကိုယ့်ရဲ့မျက်ခုံလေးကိုပို့ပြီးအသက်ဝင်အောင်ပံ့ပိုးပေးဖို့အတွက်ခွန်ညတို့ဇက်လိုက်ကြော်လေးလိုတယ်ပေါ့နော်ဒီမှာတော့ခွန်ညိုကလိုတာလေးတွေကိုဒီခုနမက်စကာရာလေးဖြည့်လိုက်တော့ကွက်ကြံတဲ့နေရာလေးလိုက်ဖြည့်တာပေါ့နော်ပြီးသွားရင်တော့ကိုသုံးတဲ့concealer ဒါမှမဟုတ်ဘူးဆိုရင် foundation တစ်ခုခုနဲ့လိုက်ပြီးအနားတက်လေးလိုက်တက်ပေးပါမယ်ဒီလိုမျိုးအနားတက်တဲ့ဟာတော်တော်ကြီးအရေးပါတယ်ဒါမှသာမျက်ခုံးလေးက dense skin လေးဖြစ်သွားမှာပေါ့နော်သူတခုတည်းလင်းလင်းလေးနဲ့ဒီပြပြဝဝလေးနဲ့ပိုပြီး highlight ဖြစ်လို့ဖြစ်မှာဖြစ်ပါတယ်ဒီလိုဆိုရင်တော့မျက်ခုံးလေးကိုဘယ်လိုရိတ်လဲဘယ်လိုဆွဲလဲခဲတံကိုဘယ်လိုခြုံလဲဆိုတာကိုပြတ်သွားဖြစ်ပါတယ်အားလုံးပဲကျေးဇူးတင်ပါ